Furious Fight ကျွန်တော်တို့တတိမထားမိတဲ့သူရဲကောင်း၅ဘော်ရဲ့နောက်ခံသမိုင်းကွန်ဖူးပန်နာဇလန်းထဲမှာပိုရဲ့ဘေးနားကနေအမြဲတမ်းအားကိုးရတဲ့သူရဲကောင်း၅ယောက်ရှိပါတယ်သူတို့ဟာနာမည်ကျော် Furious Fight ပါပဲလူအများစုကသူတို့ဟာမွေးကတဲ့ကတော်နေကြတယ်လို့ထင်တတ်ကြပေမဲ့တကယ်တော့သူတို့တယောက်ချင်းစီမှာပိုလိုပဲခက်ခဲတဲ့အသိတွေအားနည်းချက်တွေရှိခဲ့ကြပါတယ်ဒီနေ့ဗီဒီယိုမှာတော့ Furious Fight ရဲ့လျှို့ဝှက်ချက်တွေနဲ့သူတို့ဘလို့ Master တွေဖြစ်လာခဲ့လဲဆိုတာကိုပြောပြသွားပါမယ် Tigress အကြောက်တရားကိုအားရင်ပြောင်းလဲခဲ့သူပထမဆုံးကတော့အဖွဲရဲ့ခေါင်းဆောင် Tigress ပါသူမဟာငငယ်ကမိဘမဲ့ကေယာမှာ Monster လို့အခေါ်ခံရတဲ့အထိသူမရဲ့အင်အားကိုမထိန်းချုပ်နိုင်ခဲ့ပါဘူးအားလုံးကသူမကိုကြောက်ပြီးဝေးဝေးကရှောင်ရတယ်ဒါပေမဲ့ Master Shifu ကသူမကိုစိတ်ရှည်လက်ရှည်နဲ့အင်အားကိုဘလို့စီကန်းရှိရှိသုံးရမလဲဆိုတာကိုသင်ပေးခဲ့ပါတယ်Tigress စီကရတဲ့သင်ခန်းစာကတော့ကိုယ့်ရဲ့ကြမ်းတမ်းတဲ့အားနည်းချက်ကိုတောင်မှတန်မိုးရှိတဲ့စွမ်းအားတစ်ခုအဖြစ်ပြောင်းလဲလို့ရတယ်ဆိုတာပါပဲ Monkey အမုန်းတရားကိုရီမောခြင်းနဲ့ကုစားသူငငယ်က Monkey ဟာတရွာလုံးကဝိုင်းလောင်တာခံခဲ့ရလို့လူတွေကိုပြန်ပြီးဒုက္ခပေးတဲ့ဓမြတယောက်ဖြစ်ခဲ့ဘူးပါတယ် Master ဦးကွေးကသူ့ကိုအနိုင်ယူပြီးတဲ့နောက်မှာသူ့ရဲ့ကျွမ်းကျင်မှုကိုလမ်းမှန်မှာသုံးဖို့လမ်းပြခဲ့ပါတယ်သူဟာအပွဲထဲမှာအလင်းမြန်ဆုံးနဲ့ခံမရအခက်ဆုံးတိုက်ကွက်တွေကိုပိုင်ဆိုင်ထားတဲ့သူပါအတိတ်ကအမားတွေကိုလက်ရှိမှာကောင်းတဲ့အလုပ်တွေနဲ့အစားထိုးလို့ရတယ်ဆိုတာကိုသူကသက်သေပြခဲ့ပါတယ် Crane မပြည့်နိုင်ဘူးဆိုတဲ့အတားအဆီးကိုကြော်ဖြတ်သူတတိယတယောက်ကတော့ပြန်တန်းခြင်းရဲ့ Master ဖြစ်တဲ့ Crane ပါ Crane ဟာအရင်ကကွန်ဖူးကျောင်းမှာတန်ရှင်းရေးလုပ်တဲ့သူပါသူဟာအရန်ပိန်လုံးပြီးအယိုးတွေကလည်းကျွတ်ဆက်လုံးလို့ဘသူကမှသူကွန်ဖူးတက်လိုက်မယ်လို့မတင်ခဲ့ကြပါဘူးဒါပေမဲ့သူဟာသူ့ရဲ့ခန္ဓာကိုယ်တိဆောက်ပုံကိုပဲအသုံးချပြီးလေထဲမှာကားခုန်တယ်လို့တိုက်ခိုက်တဲ့ပုံစံအသစ်ကိုဖန်တီးခဲ့ပါတယ်။ Crane ကတော့ရုပ်ပိုင်းဆိုင်ရာအားနည်းချက်ကတင့်အိမ်မက်ကိုမတားဆီးနိုင်ဘူးဆိုတာကိုအကောင်းဆုံးကိုယ်စားပြုနေပါတယ်။ Viper အစိတ်မရှိပေမဲ့အစွမ်းထက်သူစတုတ္ထတယောက်ကတော့နူးညံ့ပြီးတည်ငြိမ်တဲ့ Viper ပါ။သူမဟာအစိတ်ရှိတဲ့မွေမျိုးနယ်ကနေဆင်းသက်လာပေမဲ့အစိတ်မရှိပဲမွေးဖွားလာခဲ့တာပါ။အဲဒါကြောင့်သူမရဲ့အဖေဖြစ်သူကအရန်ကိုစိတ်ပြတ်ခဲ့ပါတယ်။သူမဟာအစိတ်နဲ့တိုက်ခိုက်မဲ့အစားသူမရဲ့ပျော်ပြောင်းတဲ့ခန္ဓာကိုယ်နဲ့ဖဲကြိုးတွေကိုတုံးပြီးတိုက်ခိုက်တဲ့ကိုယ်ပိုင်ပုံစံကိုတီထွင်ခဲ့ပါတယ်။သူမဟာပိုကိုပထမဆုံးနားလည်ပေးခဲ့တဲ့သူပါ။ကို့မှာမွေးရပါရေးချင်းမပါလာရင်တော့ကိုယ်ပိုင်ကြိုးစားမှုနဲ့အောင်မြင်အောင်လုပ်လို့ရတယ်ဆိုတာကိုပြသခဲ့တာပါ။ Mantis အရွယ်အစားဟာအရေးမကြီးကြောင်သက်သေပြသူနောက်ဆုံးတစ်ယောက်ကတော့အသေးဆုံးဝင်မဲ့အများဆုံးဖြစ်တဲ့ Mantis ပါ။ Mantis ကတော့သူ့ရဲ့သေးငယ်တဲ့ခန္ဓာကိုယ်ကြောင့်အမြဲတမ်းအထင်သေးခံခဲ့ရသူပါတခါကရန်သူတွေဖမ်းတာခံရတဲ့အခါမှာသူ့ရဲ့သေးငယ်မှုကိုအသုံးချပြီးလွတ်မြောက်ခဲ့ရုံနဲ့မကရန်သူတွေကိုပါအနိုင်ယူနိုင်ခဲ့ပါတယ်သူဟာအချက်ချကြတဲ့အာယုံကြောတွေကိုအသုံးချပြီးတိုက်ခိုက်တဲ့နေရာမှာပြိုင်ဘက်ကင်းပါတယ်သေးငယ်ချင်းကအားနည်းချက်မဟုတ်ပဲသင်ရဲ့လှုပ်ဝက်လက်နဲ့ဖြစ်နိုင်တဲ့ဆိုတာကိုသူကသင်ပေးခဲ့ပါတယ်ဒီ9ယောက်လုံးမှာတူညီတဲ့အချက်ကတော့သူတို့အားလုံးဟာမပြည့်စုံမှုတွေကနေစတင်ခဲ့ကြတာပါပိုရဲ့ခရီးစဉ်မှာသူတို့9ယောက်ဟာတကယ့်ကိုမရှိမဖြစ်တဲ့လမ်းပြသူတွေဖြစ်ပါတယ်သင်ရောဒီ9ယောက်ထဲမှာဘသူရဲ့ဘဝစကြောင်းကိုအနှစ်သက်ဆုံးလဲကွန်မန့်မှာပြောသွားပြကြပါဦးကြည့်ရှုပေးတာလဲကျေးဇူးတင်ပါတယ်ဗျ